ဒီဇလန်ကတော့မိုးပေါ်ရောက်နေတဲ့နာမည်ကြီးမင်းသားပတ်ကန်းရဲ့အကြောင်းပါသူ့ဘဝရဲ့အထွတ်အထိပ်ကိုရောက်နေချိန်ပေါ့သူ့ရဲ့အမေကကဘာပေါ်မှာဘာကိုမဆိုလူချင်းတာဝန်နိုင်တဲ့အထိစီးစိမ်နဲ့အောင်မြင်မှုတစ်ခုလုံးကိုပိုင်ဆိုင်ထားတော့သူကလည်းသူ့ကညမကိုကြွားနေတဲ့သူပါကန်းဟာဈေးကြီးသောဇင်ခံတိုင်းခန်းမှာနေထိုင်ပြီးဘဲသွားမန်နေဂျာဂျိုယွန်းကအနားမကွာလိုက်နေပါတယ်မန်နေဂျာဂျိုယွန်းကလည်းတစ်ချိန်တုန်းကမင်းသားဖြစ်ချင်ခဲ့ပေမဲ့အခွင့်အရေးမကောင်းခဲ့လို့နောက်ဆုံးမှာတော့ကန်းရဲ့မန်နေဂျာအဖြစ်အတမွေးဝမ်းကြောင်းပြုနေခဲ့တဲ့သူပါတညမှာတော့ရုပ်ရှင်မတော်တစ်ခုကနေအကောင်းဆုံးအမျိုးသားတယောက်ဆောင်စုကိုကန်းစုခုခဲ့ပါတယ်စင်ပေါ်မှာသူ့မိခွန်းကဝေးလံခေါက်ပြတဲ့ဒေသကနေဘာမှမရှိပဲစတင်ခဲ့တဲ့ကျွန်တော်ဘဝမှာဒီနေရာကိုရောက်လာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးဆိုပြီးသူပြောခဲ့ပါတယ်အဲ့ဒီညမှာပဲ TV ကနေစုနေတဲ့ကန်းကိုစွန်ရမ်းဆိုတဲ့မိန်းကလေးတစ်ယောက်ကြည့်နေပါတယ်စွန်ရမ်းဟာကန်းစင်းရဲတုန်းကချစ်သူဟောင်းတစ်ယောက်ပါအခုမှနယူးယောက်ကနေကိုပိုင်နုပညာပြပွဲဖွင့်ဖို့စိုးကိုပြန်ရောက်လာတာပါခရစ်စမတ်အကျိုးညဒီဇင်ဘာ24ရက်နေ့မှာဂျိုယွန်းကမိသားစုနဲ့အချိန်ပေးခြင်းလို့အိမ်ပြန်မလို့တော့ကန်းကသူ့နာမည်မကြီးသွားခင်ကတွားနေကြဘာမှာအဖော်လုပ်ပေးဖို့တောင်းဆိုပါတယ်ဘာမှာသူတို့နှစ်ယောက်အတိတ်အကြောင်းတွေပြောကြရင်ဂျိုယွန်းကမင်းသားအဲ့ဒီတယောက်ဆောင်ရွေးပွဲမှာမောင်မြင်ခဲ့ရင်ငါစွန်ရမ်းနဲ့လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်မိသားစုဘဝလေးပိုင်ဆိုင်ခဲ့မှာပဲလို့ညီးတွားခဲ့ပါတယ်အဲ့ဒီစကားကြောင့်ကန်းဟာလွန်ခဲ့တဲ့စနေကစွန်ရမ်းကိုအဲ့ဒီဘက်မှာလမ်းခွဲခဲ့ပြီးသူ့ရဲ့တယောက်ဆောင်ဘဝကိုရွေးချယ်ခဲ့ပုံကိုသတိရသွားပါတယ်ဘာကနေပြန်တော့ကန်းကနောက်တနေရာဆက်သွားဖို့ခေါ်ပေမဲ့ခရစ်စမတ်ညမို့ဂျိုယွန်းကအိမ်ပြန်ချင်နေပါပြီဒါနဲ့ကန်းဟာတက်စီတစ်စီးစီးပြီးပြန်ခဲ့ပါတယ်တက်စီပေါ်မှာအရက်မူးနေတဲ့ကန်းနဲ့ရင်မောင်းကစကားသမီးတွေပြောကြပါတယ်မင်းလိုလူမျိုးကတော့အရာအလုံးပြည့်စုံနေမှာပဲပြောနေမှာပေါ့လို့ရင်မောင်းကပြောတော့ကန်းကကျွန်တော်ခဏချက်ကိုခမမသိပါဘူးလို့ပြန်ပြောပါတယ်ရုတ်တရက်ရင်မောင်းကကန်းရဲ့စိတ်ထဲကအတိုင်းသိနေတဲ့ဟန်နဲ့အတိတ်ကိုပြောင်းလဲခွင့်ရရင်မင်းဘာလုပ်မလဲလို့မေးလိုက်ပါတယ်ကန်းကစွန်းနဲ့လမ်းခွဲခဲ့တဲ့အချိန်ကိုပြန်ပြောင်းချင်တယ်ဆိုတာကိုတော့ရင်မောင်းကသိနေပြီးအဲ့ဒီစိတ်ကူးကိုအကောင့်ထဲဖော်ပေးနိုင်ကြောင်းပြောလိုက်ပါတယ်နောက်တစ်နေ့မနက်မှာတော့ကန်းဟာတိတကြက်မြင်ရှိရိုးသားတဲ့အိမ်တစ်လုံးမှာနှိုးထားခဲ့ပါတယ်ကလေးနှစ်ယောက်ကသူ့ကိုဖေဖေလို့ခေါ်နေတာကြောင့်သူလုံးဝချုပ်လွှဲသွားစေခဲ့ပါတယ်အားလုံးထက်သူ့ကိုပိုအံ့အားသင့်စေတာကစွန်ရမ်းဟာသူ့ရဲ့ဇနီးဖြစ်နေခြင်းပါပဲစွန်ရမ်းဟာသူ့ရမှုလို့စိတ်ကြောင်ကြောင်ဖြစ်နေတယ်လို့ထင်ခဲ့ပါတယ်ကန်းဟာဂျိုယွန်းကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ဆက်သွယ်မရခဲ့ပါဘူးဒါနဲ့သူနေခဲ့တဲ့ဇင်ကန်တိုက်ခန်းကိုပြန်သွားတော့လုံခြုံရေးတွေကသူ့ကိုမမမိပဲတားမြစ်ကြပါတယ်သူအတင်းဝင်တိုက်ခန်းတော့ဖွင့်မရတော့တကားဖွင့်လာတဲ့လူကိုတခိုးထင်ပြီးရန်ကနေရာကနေရဲစခန်းရောက်သွားခဲ့ပါတယ်ရဲစခန်းမှာသူ့နာမည်ကြီးမင်းသားပတ်ကန်းလို့ဘလောက်ပဲပြောဘယ်သူကမှမမိကြပါဘူးသူ့ရဲ့စီးစိမ်တွေတိုက်ခန်းတွေတညာလေးနဲ့ပြောက်ကွယ်သွားပြီးရဲစခန်းကိုသူ့ကိုလာကြိုတဲ့ဆွေးရမ်းကိုတွေ့တော့သူထပ်မံချက်ရွံ့ရပါတယ်ဆွေးရမ်းကကျမကသူ့ဇနီးပါလို့ပြောပေမဲ့ကန်းကသူမဟုတ်ဘူးကျွန်တော်ဇနီးမဟုတ်ဘူးလို့အော်ဟင်းညင်းဆန်တော့ဆွေးရမ်းကကွာရှင်းဖို့တောင်းဆိုနေရလားဆိုပြီးဒေါသထွက်ခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဆွေးရမ်းရဲ့ပိုင်းရိုက်တန်နဲ့အတူလမ်းဘေးကဖြတ်သွားတဲ့တက်စီတစ်စီးကိုမြင်လိုက်တဲ့အခါညကရင်မောင်းရဲ့စကားကိုသူရုတ်တရက်သတိရသွားပါတယ်သူ့ကိုအတိတ်ကအချိန်တစ်ခုစီပြန်ပို့လိုက်တာဖြစ်နိုင်ကြောင်းကန်းနားလည်လာခဲ့ပါတယ်မန်နေဂျာနဲ့နာမည်ကြီးမင်းသားဘဝလဲသွားခဲ့တဲ့ဘဝတစ်မှာကန်းကနာမည်မကြီးတဲ့တရုတ်ဆောင်တရားဖြစ်ပြီးဂျိုယွန်းကတော့ထိတ်တဲ့မင်းသားတစ်ယောက်ဖြစ်နေပါတယ်ကန်းဟာသူတို့ဘဝတွေလဲသွားပုံကိုသတိရဖို့ဂျိုယွန်းနဲ့တွေ့ဆုံတော့မင်းကစွမ်းနောက်ကိုလိုက်သွားဖို့တရုတ်ဆောင်ရွေးပွဲကနေနှုတ်ထွက်ခဲ့လို့ငါဒီမင်းသားဘဝကိုရခဲ့တာဆိုတဲ့အဖြေကိုကြားလိုက်ရပါတယ်မူလဘဝမှာတရုတ်ဆောင်ဖြစ်ဖို့စွမ်းရမ်းကိုစွန့်ခဲ့တဲ့ကန်းဟာဒီဘဝမှာတော့ချစ်သူကိုရွေးချယ်ခဲ့သူဖြစ်နေပါတယ်ဒီအသည့်ကသူ့ရဲ့စွမ်းရမ်းပေါ်တော့ထားတဲ့ဆက်ဆံပုံကိုပြောင်းလဲသွားစေခဲ့ပါတယ်ဒါပေမဲ့ဘဝတစ်ကရုန်းကန်ရပါတယ်စွန်ရမ်းအဆင်ပြေစတိုးမှာအလုပ်လုပ်နေတာသိရပြီးကလေးတွေရိုးဟာစေုံတက်ရတဲ့အချိန်မှာသူ့ ATM ကတ်ထဲမှာပတ်စံတစ်ပြားမှမရှိတာသိလိုက်ရတော့မိသားစုကိုမထောက်ပံ့နိုင်တဲ့သူမှုသူ့ကိုယ်သူရှင်းရမိပါတယ်အဲဒီနောက်မှာတော့မရက်တာတဲ့အစုံဂျိုယွန်းရဲ့မန်နေဂျာအလုပ်ကိုသူလက်ခံလိုက်ရပါတော့တယ်သူ့ရဲ့စနေတာမင်းသားဘဝအတွေ့အကြုံတွေနဲ့ဂျိုယွန်းရဲ့အလုပ်တွေကိုအကောင်းဆုံးစီမံခန့်ခွဲပေးခဲ့ပါတယ်ဇန်ညွန်းတွေဖန်ရင်အနုပညာစိတ်ဓာတ်တွေပြန်ဝင်လာပါတယ်နောက်ဆုံးမှာဂျိုယွန်းဟာဇက်မရနိုင်လို့ကန်းဟာတရုတ်ဆောင်ဘဝကိုမန်နေဂျာအဖြစ်ကနေပြန်စားခဲ့ရပါတယ်ဒီတစ်ခါမှတော့သူအပြည့်အဝကြိုးစားခဲ့ပါတယ်သူ့ရဲ့တရုတ်ဆောင်မှုကအားလုံးကိုအံ့အားသင့်စေခဲ့ပြီးနာမည်ပါကြီးလာခဲ့ပါတယ်ဝင်ငွေတည်ငြိမ်လာတော့ကန်းကဇင်ကန်တိုက်ခန်းကိုပြောင်းကျင်ပေမဲ့ဆွေရမ်းကညှင်းဆန်ခဲ့ပါတယ်ပတ်စံကမင်းကိုပြောင်းလဲသွားစေတယ်လို့သူမကပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာကန်းဟာသူ့ရဲ့မူလဘဝတုန်းကလိုဇင်ကန်ပစ္စည်းတွေဟာပျော်ရွှင်မှုအစစ်မှန်မဟုတ်ဘူးဆိုတာနားလည်လာခဲ့ပါတယ်သူချစ်တဲ့မိသားစုနဲ့အတူနေခဲ့ရတဲ့ဒီဘဝကပိုပြီးပျော်ရွှင်ရတာကိုသဘောပေါက်ခဲ့ပါတယ်ရက်တွေလတွေကုန်လွန်ပြီးသူဒီဘဝမှာပျော်ရွှင်နေချိန်မှာဂျိုယွန်းရဲ့စူပွေပွဲပြီးခရစ်စမတ်အကြိုညမှာကန်တစီစီပြီးပြန်လာခဲ့ပါတယ်ရင်မောင်းကအချိန်နည်းနည်းပဲကျွန်တော်တယ်မင်းမူလဘဝစီပြန်ရမယ်လို့သတိပေးလိုက်တော့ကန်ဒေါသထွက်ပြီးဒီမှာပဲနေရှင်ကြောင်းညှင်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်ကားရက်တန်သွားပြီးရင်မောင်းဟာကန်းရဲ့ကွယ်လွန်ပြီးသားဖခင်ဖြစ်နေတာကိုသိလိုက်ရပါတယ်သူ့ဖေကအလုံးနဲ့ပဲအချိန်ကုန်ခဲ့လို့ကန်းကိုအချိန်မပေးနိုင်ခဲ့တာကိုနောက်လိုက်ရကြောင်းပြောပြီးနှစ်ယောက်သားစိတ်ချင်းဆိုင်ခဲ့ရပါတယ်ကန်းဟာဖခင်နဲ့မသေးဆုံးခင်အထိစကားမပြောဘူးတဲ့သူ့ဘဝကိုပြန်တွေးမိပြီးမိသားစုနဲ့အတူရှိခဲ့ရတဲ့အချိန်တွေဟာဘလောက်တန်ဖိုးရှိတယ်ဆိုတာကိုနားလည်သွားပါတယ်
ကန်းဟာနောက်ဆုံးညမှာသားသမီးတွေကိုတင်းတင်းကြပ်ကြပ်ပုတ်ထွက်ပြီးစွန်ရက်နဲ့အတူအိတ်ဆက်ရင်ဒီချိုမြင်တဲ့အခိုက်အတန့်တွေကိုနှုတ်ဆက်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ကန်းဟာသူ့ရဲ့ဇင်ကန်တိုက်ခန်းမှာပြန်လို့ထလာခဲ့ပါတယ်။သူ့ရဲ့မူလဘဝမှာတရက်ပဲကုန်လွှင့်ခဲ့တယ်ဆိုတာသူသိလဲရပါတယ်။ဂျိုယွန်းကလည်းသူ့မန်နေဂျာအဖြစ်ဘေးမှာပြန်ရှိနေပါပြီ။စွန်ရက်ရဲ့အမှုပညာပြပွဲနောက်ဆုံးနေ့ဖြစ်ကြောင်းကြားတော့ကန်းအပြေးလွှမ်းလိုက်သွားပါတယ်။ပြပွဲပြီးလို့ပကြီးကားတွေသိနေချိန်မှာသူအိမ်မက်ထဲကအိမ်ပုံပကြီးကားကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်ရောက်လာတဲ့စွန်ရက်ကိုကန်းကပကြီးကားဆွဲတဲ့နေရာကိုခေါ်ပြသွားလိုက်တဲ့အခါအဲ့ဒီအိမ်ဟာတကယ်ကိုတည်ရှိနေတာကိုတွေ့လိုက်ရပါတယ်။နားလေသွားတာကအိမ်မက်ပဲဖြစ်နေပါသေးတယ်။အဲ့ဒီဘဝကသူ့ဘဝမှာအပျော်ရွှင်ဆုံးအခိုက်အတန့်တွေဖြစ်ခဲ့တယ်ဆိုတာပါပဲ။နှစ်ကြာပြီးတဲ့နောက်ကန်းနဲ့စွန်ရက်လက်ထပ်ခဲ့ကြပြီးသူတို့မှလည်းရိုဟီနဲ့ရိုဟာအမကလေး2ယောက်ရှားရှိခဲ့ပါတယ်။ကန်းဟာသူ့အိမ်မက်ထဲကဘဝနဲ့မတူပဲရှင်းရှင်းမြတ်တာကိုအခြေခံပြီးအစကနေစတင်တဲ့ဘဝအသစ်ကိုတည်ဆောက်ခဲ့ပါတယ်။နာမည်ကြီးမင်းသားဘဝကိုဆွန့်လွတ်ပြီးမိသားစုကိုရွေးချယ်ခဲ့တဲ့ပတ်ကန်းရဲ့ဘဝဟာအရင်ကတည်းကပုံမပြည့်စုံပျော်ရွှင်တဲ့ဘဝဖြစ်လာပြီလို့သင်ထင်ပါသလား။